သမီးဖြစ်သူအရာရာကိုဗန်းပြပြီးအတန်းရှင်းရှာနေနေဝင်းကိုအဖြစ်မရှိကြောင်းတဲပြောလာခဲ့တဲ့အဆိုတော်ရာဝနပရိသတ်တရဲ့အချစ်တော်နေဝင်းကတော့အခုနောက်ပိုင်းမှာရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးလာတာနဲ့အမျှလူကြီးလူငယ်တွေကြားမှာအတော်လေးလူသိများလာပြီးတော့ပရိသတ်တွေစီကအားပေးမှုတွေကိုတခဲနဲ့ရရှိခဲ့တာဖြစ်ပါတယ်။သူကတော့ကျော်ဟင်းရဲ့တရုပ်ဆောင်ပုံတွေစကားပြောဆိုပုံတွေနဲ့တူအားကြောင့်ပရိသတ်တွေတော်တော်များများကကျော်ဟင်းပေါက်စားလို့ခေါ်ခဲ့ကြပေမဲ့လည်းတချို့ကြတော့လည်းကံကောင်းတာတခုတည်းနဲ့အခုလိုမျိုးအောင်မြင်လာခဲ့တာလို့သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဇာတ်ကားဆိုရင်မကြည့်ရတဲ့သူတွေလည်းရှိကြပေမဲ့နေဝင်းတို့မိသားစုလေးကမှအချစ်တွေပိုနေကြတဲ့ပရိသတ်တွေလည်းတတိတတန့်ရှိနေပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲနေဝင်းကသူ့ရဲ့ဇနီးဖြစ်သူအင်ချစ်ချောကိုမင်္ဂလေးတိုင်းအားကြရတဲ့အချင်းမျိုးနဲ့ချစ်ပေးသူတယောက်ဖြစ်တယ်လို့အရာရာလေးကိုလည်းသူများတွေနဲ့မတူအောင်ချစ်ပေးနိုင်တဲ့ဖခင်တယောက်ဖြစ်အောင်ကြိုးစားနေရပါဒါကြောင့်သူ့ရဲ့တချင်းဆိုဖျော်ဖြေပွဲတွေရှိုးပွဲတွေမှာလက်တောက်လောက်ရှိသေးတဲ့အရာရာလေးကိုခေါ်လာခဲ့ပြီးတော့ပရိသတ်တွေနဲ့မိတ်ဆက်ပွဲတွေလုပ်ပေးခဲ့ရကြောင်းကလေးချစ်ကြတဲ့သူတွေတင်မကမြန်မာတနိုင်ငံလုံးကပါနေဝင်းကိုအမြင်ကြီးလာကြတာဖြစ်ပါတယ်။ဒါကြောင့်အဆိုတော်ရာဝနကိုယ်တိုင်ကတော့သူ့မှာသမီးလေးရှိပေမဲ့လည်းသမီးကိုပွဲထုတ်ပြီးပရိသတ်တွေစီကအတန်းရှင်းဘယ်တော့မှယူမှာမဟုတ်ဘူးဆိုပြီးတော့တဲ့ပြောလာခဲ့တာဖြစ်ပါတယ်။ဆိုတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောသွားကြပါအောင်ရှင်။